သူမရဲ့ fan ပိုင်းလေးနဲ့ချစ်သူတွေဖြစ်နေကြပြီလို့ချက်ပြလာတဲ့အဆိုတော် Poppy Sapsa ပရိသတ်ကြီးအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာကတော့အဆိုတော်မလေး Poppy Sapsa ရဲ့အချစ်ရေးအကြောင်းကိုပြပြပေးချင်ပါတယ်။အကြသိမိခင်ကမှဖောက်ပြန်မှုတွေနဲ့အတူတူလမ်းဖွဲ့ခဲ့ရတဲ့ Poppy Sapsa ဟာဆိုရင်အခုချိန်မှာတော့လမ်းပိုင်နဲ့ကွဲပါပြီးတဲ့နောက်မှာအလုံးကိုမှစစ်ခံနေရပြီဖြစ်ပါတယ်။လူမကိုဖောက်ပြန်သွားခဲ့တဲ့အဆိုတော်လမ်းပိုင်ကတော့အခုချိန်မှာနန်းစုရတီဆိုနဲ့လက်ထပ်မင်္ဂလာပွဲကျင်းပတော့မှာဖြစ်ပြီးတော့သူမကလည်းပဲတခြားသောအချစ်တွေကိုရှာတွေ့နေပြီဖြစ်ပါတယ်။သူမလက်ရှိတွဲနေတဲ့သူကတော့သူမရဲ့ fan ပိုင်းလေးဖြစ်တဲ့အောင်မြတ်သူဆိုတဲ့ကောင်လေးဖြစ်ပါတယ်။ fan ပိုင်းဖြစ်တဲ့အလျောက် Poppy Sapsa ကိုလည်းအလုံးကိုမှချစ်ခင်ရမှုသူလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ Poppy Sapsa ရဲ့ပရိသတ်တွေကတော့ဖောက်ပြန်သွားတဲ့လမ်းပိုင်ကိုကျေးဇူးတင်နေကြတာဖြစ်ပါတယ်။မဟုတ်ရင်တော့တကယ်ကိုချစ်တဲ့သူနဲ့ဆုံးသိခွင့်မရတော့မှာဖြစ်တဲ့အတွက်ကြောင့်ပါတဲ့။အခုဆိုလို့ရှိရင်တော့ကိုစီလက်တွဲပေါ်တွေနဲ့အတူတူဘဝခီးလန်းကိုရှောင်လန်းကြတော့မှာဖြစ်ပါတယ်။ Poppy Sapsa ရဲ့ချစ်သူကောင်လေးနဲ့ Poppy Sapsa တို့ရဲ့အချစ်ခီးလန်းလေးကိုပရိသတ်တို့ကဘယ်လိုမျိုးအမြင်များရှိကြလဲရှင်။ comment လေးမှာရေးထည့်ပေးလို့ရပါတယ်နော်။